ကျွန်တော်တို့ရဲ့အလုပ်ပေါ်မှာကျွန်တော်တို့သစ္စာရှိဖို့လိုတယ်။ဘယ်အခက်အခဲတွေပဲရှိကိုယ့်ရဲ့ professional ပေါ်မှာသစ္စာရှိဖို့ဟာအလွန်အရေးကြီးတယ်။ကျွန်တော်တို့က company ပေါ်သစ္စာမရှိခိုင်းဘူး။အဖွဲ့အစည်းပေါ်သစ္စာမရှိခိုင်းဘူး။ကိုယ့် professional ပေါ်တော့သစ္စာရှိ။စာရေးဆရာလို့ပြောရင်စာရေးတဲ့အလုပ်ကိုသစ္စာရှိရမယ်။စိုက်ကားနေတဲ့ဆရာကြီးကစိုက်ကားကိုချစ်ရမယ်။စိုက်ကားကိုချစ်ရဒါမှအုံတော်ဖြစ်လာပြီးတိုးတက်လာပြီးအောင်မြင်လာ။ကိုယ့်ရာနေကိုယ့်ရာကိုချစ်ရဒီနေ့မန္တလေးမှာအောင်သမားကြီးဥပါဘုတနေ့ကပဲကျွန်တော်ပန်တော့ပြောတယ်ဥပါမှာ900တွေက900အောင်ချစ်တယ်ရွှေဆိုင်လုံးမှာရွှေဆိုင်အောင်ချစ်တာမဟုတ်ဘူးဒါကြောင့်သူ့ရဲ့900စိုက်ဖို့ကလေးသူထိတ်ထားတယ်900ရတယ်လဲ very happy ပျော်ပျော်ပါးပါးရတယ်အချင်းဆိုပြီး900ရတယ်သူ900ရောင်းတော့ရတယ်အဲ့ဘယ်လို့အခက်အခဲလို့ရှိမယ်သို့တော့ professional ကိုချစ်ဖို့နဲ့အခက်အခဲတွေကြုံလာတဲ့အချိန်မှာဒီ professional ပေါ်မှာကျွန်တော်တို့ရဲ့ confidence ဟာဘဝအောင်မြင်တိုးတက်ရေးအတွက်အရေးကြီးပါလူတွေအားလုံးတော့ကျွန်တော်တို့ယုံကြည်စေခြင်းတဲ့အတိုင်းယုံအောင်တော့လုပ်လို့မရဘူးကျွန်တော်တို့ဘုရားသခင်မဟုတ်ဘူးကျွန်တော်လူတိုင်းကြောက်လုံးမကျွန်တော်အောင်မြင်မယ်လို့ပြောရင်ဒင်းတိုင်းကြောင့်ယူပြီးတည်သွားဖို့ပဲရှိတယ်အခုတည်းကယူနေပြီလို့တော့မပြောနဲ့ဘူးယူနေပြီလို့ပြောရင်ကျွန်တော်တို့ကကြိုက်တယ်ဟုတ် crazy ယူတော့မအောင်မြင်တာကိုလုံးတဲ့လို့ယူတယ်ကျွန်တော်တို့ကဟော